အားလုံးမင်္ဂလာပါ Dr. X ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ဒီ MAH AH ဆိုတာဗာလဲ MAH ဆိုတာဗာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေငယ်လေ့လာကြည့်အောင်ပါဒီ battery နဲ့ပတ်သက်ပြီးတော့ဘာတွေသိထားရမလဲဘယ်လိုဟာမျိုးတွေကျွန်တော်တို့ဒီ view ပြုရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေငယ်လေ့လာကြည့်အောင်ပါအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ battery capacity တွေအကြောင်းကိုကျွန်တော်တို့လေ့လာကြအောင်ပေါ့နော်ဥပမာပထမဆုံးအနေနဲ့လူတော်များများမားနေကြတဲ့အချက်ပေါ့နော်ဥပမာသဘောတရားတစ်ခုကျွန်တော်ပြပြလို့ဗျာ 1AH battery ပဲသဘောထားလိုက်ပါတော့အဲ့တော့ 1AH battery တစ်လုံးကအမြဲတမ်း 1A ကိုပဲထုတ်ပေးနေတာလားနော်အဲ့တော့ဆိုတော့ဒီ 1AH battery တစ်လုံးကအမြဲတမ်း 1A ပဲထုတ်ပေးနေတယ်မဟုတ်ပါဘူးအဲ့တော့ battery တစ်လုံးကနေပြီးတော့ဘယ်လောက် ampere ထုတ်ပေးရဆိုတာဒီ battery ရဲ့ capacity ပေါ်မှာလုံးဝမသက်ဆိုင်ပါဘူးသူကဘယ်ပေါ်မှာသက်ဆိုင်လဲဆိုတော့လောက်ကဘယ်လောက်ဆွဲတုံးလဲဆိုတဲ့ပေါ်မှာမူတည်ပြီးတော့ပဲ battery ကနေပြီးတော့ထုတ်ပေးရဖြစ်ပါတယ်အဲ့တော့လုံးဆိုတာဘာလဲပေါ့အဲ့လုံးမှာကကျွန်တော်နှစ်မျိုးရှိရပါတော့ low resistive လုံးနဲ့ high resistive လုံးပေါ့အဲ့ low resistive လုံးဆိုတာဘာလဲဆိုတော့ဥပမာ motor တို့ဒီမီးပူတိုက်တဲ့ဟာမျိုးတို့နောက်ပြီးအဲ့လိုသဘောတရားမျိုးတွေပေါ့နော်အဲ့လိုဟာမျိုးကျွန်တော်တို့ low resistive လုံးလို့ခေါ်ရပါဘာလို့ low resistive လုံးလို့ခေါ်လဲဆိုတော့သူတို့က current အများကြီးဆွဲလို့ဖြစ်ပါတယ် current အများကြီးဆွဲတယ်ဆိုတာဥပမာကျွန်တော်တို့ကဒီ motor တို့မှာဆိုလို့ရှိရင်စတုံးတဲ့အချိန်မှာသူက setting current တက်တယ်ပေါ့ setting current က3ဆကနေ pressure လောက်ထိသူကတက်နိုင်တယ်အဲ့အချိန်မှာသူက current အများကြီးဆွဲတယ် current အများကြီးဆွဲတဲ့အတွက်ကြောင့်မလို့သူက high current ဖြစ်တဲ့အတွက်ကြောင့်မလို့သူက resistance နည်းတယ်ပေါ့နော်ဒုတိယတစ်ခုကကျွန်တော်တို့က high resistant load ပေါ့ high resistant load ဆိုဥပမာ LED တို့လိုမျိုးကျွန်တော်ဒီ sensor တွေတုံးတဲ့ကောင်မျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကိုကျွန်တော်တို့ကကျတော့ high resistant load လို့ခေါ်တယ်သူက resistance အရန်များတဲ့အတွက်ကြောင့်မလို့သူမှာ current အနည်းလေးပဲဆွဲတယ်ပေါ့နော်အဲ့တော့ဒီ load တစ်မျိုးရှိတယ် low resistant load နဲ့ high resistant load high resistant load ဆိုရင် current နည်းမယ် low resistant load ဆိုရင် current များမယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ဖတ်ထားနိုင်တယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ real XML လေးနဲ့ကျွန်တော်တို့ဒီကြည့်ကြရအောင်ပေါ့နော်အဲ့တော့ဥပမာနဲ့ကျွန်တော်တို့က battery capacity က 2A 2AH ရှိတယ်ပေါ့အဲ့ဒါမှာကျွန်တော်တို့ကဒီကျွန်တော်တို့က 2A ဆွဲတဲ့ motor လေးတစ်လုံးနဲ့ကျွန်တော်တို့က battery ကိုချိတ်ထားတယ်ပေါ့အဲ့ဆိုလို့ရှိရင်ဒီကောင်က battery 2AH ရှိတဲ့ battery ကဘယ်လောက်ခံမလဲကျွန်တော်တို့တွေ့ကြည့်ကြမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ 2AH ဆိုတာဒီကျွန်တော်တို့ကဒီ battery capacity ကိုပြောတာဖြစ်တယ် A ဆိုတာဒီ ampere H ဆိုတာဒီ hour ပေါ့အဲ့ဒါမလို့ကျွန်တော်တို့ကဒီ 2H battery ကနေပြီးတော့ကျွန်တော်တို့ဒီ 2A ရှိတဲ့ motor လေးတစ်လုံးကိုစိတ်ဆက်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအချိန်1နာရီခံမယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒီ 2AH ဆိုတာဒီ 2A ရှိတဲ့ load တစ်ခုကိုကျွန်တော်တို့ကဆွဲသုံးတဲ့အခါမှာကျွန်တော်1နာရီခံမယ်လို့ဆိုလိုတာဖြစ်ပါတယ်နောက်တစ်ခုကတော့ ampere နဲ့ဒီ ampere hour ပေါ့နော် A နဲ့ AH ပေါ့ A ဆိုတာဗာလဲ AH ဆိုတာဗာလဲပေါ့နော်အဲ့တော့ A ဆိုတာကကြတော့ကျွန်တော်တို့ဒီ current ရဲ့ unit ပေါ့ကျွန်တော်တို့ဒီ electrical မှာ current ရဲ့ unit ကိုကျွန်တော် ampere အနေနဲ့ကျွန်တော်တို့သုံးပါတယ်ဥပမာနဲ့ပြောလို့ရှိရင်ဒီရေတစ်ခုကမကြီးပိုက်နဲ့ဆက်ထားတယ်ပေါ့အပိုက်ကနေစီးနေတဲ့ရေကိုကျွန်တော်တို့ကဒီ ampere ဒါမှမဟုတ်လို့ရှိရင်လည်း current ပေါ့နော်ဒီမျိုးကျွန်တော်တို့မှတ်ယူနိုင်တယ်အဲ့တော့သူကဘာလဲဆိုတော့အမြဲတမ်းသူကတကယ်တည်းသတ်မှတ်ထားတာမျိုးမရှိဘူးသူကအများအားပြောင်းလဲနိုင်တယ်ပေါ့နော်ဟိုမှာကျွန်တော်တို့ motor တွေမှာဆိုလို့ရှိရင်ပထမဆုံးစတာသုံးတဲ့အချိန်မှာ current အများကြီးတက်နိုင်တယ်ဒါပေမဲ့ဒီ running time ရောက်သွားတဲ့အချိန်မှာကြာလို့ရှိရင်သူကပုံမှန်အတိုင်းပဲပြန်ပြီးရော့ကျသွားတယ်ပေါ့နော်အဲဒီမှာသူက varies ဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့ဒီ AH ပေါ့ဒီ ampere hour ဆိုတာဘာလဲပေါ့နော်ampere hour ဆိုတာကကျတော့ကျွန်တော်တို့ဒီ capacity ကိုဖော်ပြတာဖြစ်ပါတယ်ဒီ battery တစ်လုံးရဲ့ capacity ပေါ့နော် AH ဆိုတာဒီ ampere hour ကိုပြောတာဖြစ်ပါတယ်A ဆိုတာဒီ ampere ရဲ့ဒီအတူကောင်းလေးကိုရေးထားတာဖြစ်တယ် H ဆိုတာဒီ hour ရဲ့အတူကောင်းကိုကျွန်တော်ရေးထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ AH ဆိုတာဒီ battery တစ်လုံးရဲ့ capacity ကိုဖော်ပြတာဖြစ်တယ်ပေါ့နော်ဒီ battery မှာကျွန်တော်တို့ဘယ်လောက် store လုပ်နိုင်လဲပေါ့ energy ဘယ်လောက်ကို store လုပ်နိုင်လဲဆိုတာကိုဖော်ပြတာဖြစ်တယ်ပေါ့နော်ဘယ်လိုဥပမာနဲ့ကျွန်တော်တို့ပေးရလဲဆိုတော့ဒီကျွန်တော်တို့ဒီရေတန့်ပေါ့နော်ရေစီးနဲ့ကျွန်တော်တို့ဥပမာပေးလို့ရတယ်ပေါ့အဲ့တော့ရေစီးတစ်ခုမှာရေဘယ်လောက်ရှိလဲဆိုတာဒီကျွန်တော်ဒီရေဆိုတာဒီကျွန်တော်တို့ current အနေနဲ့မှတ်ယူလို့ရတယ်ဗျဟုတ်တယ်မလားအဲ့တော့ရေစီးတစ်ခုလုံးကိုကျွန်တော်တို့ကဒီ battery ရဲ့တစ်လုံးရဲ့ capacity AH နဲ့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ ampere hour ကိုကျွန်တော်နည်းနည်းလေးဆက်ပြီးတော့ဆန်းစစ်ကြည့်ကြအောင်ပေါ့နော်အဲ့တော့ပထမတစ်ခုအနေနဲ့ကျွန်တော်ဒီ2000 mAh ဒီ AA battery ပေါ့နော်2000 mAh ပေါ့2000 mAh ကိုကျွန်တော်တို့က AH ကိုအရင်ပြောင်းကြည့်ကြတာပေါ့နော်အဲ့တော့2000 mAh ကိုကျွန်တော်တို့က AH ပြောင်းတဲ့အခါမှာကျွန်တော်တို့ကဒီ1000နဲ့စာပေးရတယ်ပေါ့နော်အဲ့တော့ဒီ milli ဆိုတာဒီ10 to the power -3 ကိုပြောတာဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်တို့ကဒီ mAh ကို AH ပြောင်းတဲ့အခါမှာကျွန်တော်တို့က1000နဲ့စာပေးရတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်2000 mAh ကို AH ပြောင်းတဲ့အခါမှာကျွန်တော်တို့က1000နဲ့စာတဲ့အတွက်ကြောင့်မလို့
ကျွန်တော်တို့က 2Ah 2 ampere hour ဆိုတဲ့ဒီ battery capacity တခုကိုရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုနကပြောခဲ့သလိုပဲ 2 ampere 2Ah ဆိုတာဒီဘာလဲပေါ့နော် 2Ah ဆိုတာဒီ2 ampere ရှိတဲ့ load တစ်ခုကိုသုံးမယ်ဆိုရင်သူကတနာရီခံမယ်လို့ဆိုတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့က2 ampere မသုံးဘူးနဲ့1 ampere သုံးရင်ရောပေါ့နော်1 ampere သုံးလို့ရှိရင်ကျွန်တော်တို့က2နာရီခံမှာဖြစ်တယ်ပေါ့ဥပမာသူက 2Ah ဆိုတာဒီ2 ampere ရှိတဲ့ load သုံးရင်တနာရီခံမယ်အဲ့တော့ကျွန်တော်တို့2 ampere ရဲ့တစ်ဝက်ဒီ1 ampere ပဲသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က2နာရီခံမှာပေါ့နော်ဟုတ်ပြီကျွန်တော်တို့က2 ampere ရဲ့တစ်ဝက်1 ampere မသုံးဘူးကျွန်တော်တို့က2 ampere ရဲ့နှစ်ဆပေါ့4 ampere ဆိုရင်ဘယ်လောက်ခံမလဲအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ battery capacity ရဲ့ဒီ 4Ah ကိုကျွန်တော်တို့သုံးတဲ့4 ampere နဲ့ကျွန်တော်တို့စားပေးရမှာပေါ့နော်အဲ့ဒါစားတဲ့အခါမှာကျွန်တော်တို့ကဘယ်လောက်ရမှာလဲဆိုတော့2ကို4နဲ့စားရင်ကျွန်တော်တို့ 1/2 ရမယ်အဲ 1/2 ဆိုတော့ဒီတနာရီရဲ့တစ်ဝက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့30မိနစ်ပေါ့အဲ့တော့ကျွန်တော်တို့ 2Ah ရှိတဲ့ဒီ2000 mAh battery ဒါမှမဟုတ်လို့ရှိရင် 2Ah battery ကနေပြီးတော့ကျွန်တော်တို့ဒီ4 ampere ရှိတဲ့ load တစ်ခုနဲ့ချိတ်ဆက်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိနစ်30ခံမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကျတော့ဒီခုနကကျွန်တော်ပြောတဲ့ဟာတွေကိုကျွန်တော်ပြန်တွက်တာပဲပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ကဒီ battery life ပေါ့ဒီ battery ကဘယ်လောက်သုံးခံမလဲဆိုတော့တွက်ရှင်လို့ရှိရင်ကျွန်တော်တို့ကဒီ battery တစ်လုံးရဲ့ capacity ကိုအဲ့ဒီ battery ကနေပြီးတော့ဆွဲယူသုံးဆွဲနေတဲ့ current နဲ့ကျွန်တော်တို့စားရမှာဖြစ်ပါတယ်အဲ့ဒီမှာဒီ capacity ကိုလုံးနဲ့စားရင်ကျွန်တော် running time ရတယ်ပေါ့နော်အဲ့တော့ capacity ဆိုတာဒီ battery တစ်လုံးရဲ့ capacity ကိုဖော်ပြတာဖြစ်တယ်ပေါ့နော်အဲ့တော့ AH ပေါ့ A ဆိုတာဒီ ampere A ဆိုတာဒီ hour ဖြစ်ပါတယ်အဲ့တော့ဒီမှာတော့ဒီတော့ကျွန်တော်အများကြီးရှိရပေါ့နော်ဥပမာ 100H battery 200H battery 300H battery လို့အများကြီးရှိရပေါ့နော်လုံးဆိုတာဒီလုံးကောင်းလေးကိုပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လုံးကောင်းလေးကိုနောက်ပြန်တွေ့ကြည့်ကြရအောင်ပေါ့နော်ဥပမာနဲ့ကျွန်တော်တို့ကဒီတကောင် aircon ပေါ့946ဆိုတာဒီတကောင်ရဲ့ watt ဖြစ်ပါတယ် 1HP ရဲ့ watt ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတကောင် aircon နှလုံးကိုသုံးမယ်ပေါ့ဒီ220 volt AC ကနေပြီးတော့ဒီကျွန်တော်တို့တကောင် aircon နှလုံးသုံးလို့ရှိရင်ဘယ်လောက် ampere ဆွဲလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ ampere ကိုလိုချင်တဲ့ကျွန်တော်တို့ကဘယ်လိုတွေ့ရလဲဆိုတော့စုစုပေါင်းရှိတဲ့ watt ပေါ့ AC ရဲ့ voltage နဲ့ကျွန်တော်တို့ကစားရပါတယ်ပေါ့နော်အဲ့တော့ခုနက2နှစ်နဲ့ဒီ946နဲ့မြောက်တော့ကျွန်တော်တို့က1492 watt ပေါ့နော်1492 watt ကိုကျွန်တော်တို့ကဒီအသုံးပြုရ220 voltage နဲ့စားလိုက်ရင်သူ့ရဲ့ဒီဆွဲတဲ့ဒီ current ထွက်လာတယ်ပေါ့နော်ဒီလောက် current ဆိုတာဒီဥပမာဆိုလို့ရှိရင် 6.7 ampere ဒါမှမဟုတ်ရှင်7 ampere ပေါ့နော်နောက်တစ်ခုကကျတော့ running hour ဆိုတာဒီ battery ကနေပြီးတော့ဒီကျွန်တော်တို့လုံးဆွဲသုံးတဲ့အခါဘယ်နှနာရီခံမလဲဆိုတာကိုဆုံးဖြတ်ပေးတဲ့ပုံဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တစ်ခုစဉ်းစားကြည့်အောင်ပေါ့နော်ခုနကကျွန်တော်တို့ဒီ 2H battery ကနေပြီးတော့120 ampere ကို2H battery ဆိုတာဒီကျွန်တော်တို့2 ampere သုံးရင်တနာရီခံမယ်ပေါ့အဲ့ဒီအစားကျွန်တော်တို့ကဒီ120 ampere ကို1 minute သုံးရင်မရဘူးလားကျွန်တော်စဉ်းစားကြရှိတယ်အဲ့တော့ကျွန်တော်တစ်ချက်တော့တွက်ကြည့်ကြအောင်ပေါ့နော်ဘာလို့ရလဲဘာလို့မရဘူးလဲပေါ့နော်အဲ့တော့2 ampere သုံးရင်ကျွန်တော်တို့ကတနာရီခံမယ်ပေါ့အဲ့တော့တွက်စားကြည့်လိုက်ရင်တနာရီမှာမိနစ်60ရှိဘူးအဲ့တော့2 ampere ကိုမိနစ်60စာမသုံးမဲ့ကျွန်တော်တို့က120 ampere ကို1မိနစ်စာကိုသုံးလို့မရဘူးလားပေါ့အဲ့တော့အဖြေကတော့မရပါဘူးဘာလို့မရလဲဆိုတော့ battery တစ်လုံးမှာသူ့ရဲ့ဒီ rating ရှိရပေါ့နော်သူ့ရဲ့ discharge rate ပေါ့သူ့ရဲ့အများဆုံးထုတ်ပေးနိုင်တဲ့ rating ဆိုတာရှိရပေါ့နော်အဲ့ဒီ rating ထက်ကျော်ပြီးတော့ကျွန်တော်တို့ကအသုံးပြုလို့မရဘူးအဲ့ဒီ rating ထက်ပိုပြီးတော့အသုံးပြုပြီးလို့ရှိရင်ကျွန်တော် battery မခံတာတွေပောက်ကွဲတာတွေအဲ့လိုမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့က battery ကိုသုံးတဲ့အခါသူ့ရဲ့ဒီ discharge rate ထက်ပိုပြီးတော့ကျွန်တော်တို့ကမသုံးသင့်ပါဘူးပေါ့နော်ဒီကတော့ကျွန်တော်ဒီတစ်ခုလုံးရဲ့ဒီ key point ပေါ့နော်အဲ့တော့ current ဆိုတာဒီပထမတစ်ချက်ကတော့ current ဆိုတာဒီကျွန်တော်တို့က battery ကနေထုတ်ပေးတာမဟုတ်ဘူးဒီလောက်ကနေပြီးတော့ battery ကနေမှတစ်ချက်ဆွဲယူသုံးဆွဲတဲ့ကောင်ကိုကျွန်တော်တို့ current လို့ခေါ်တာဖြစ်ပါတယ် battery ကနေမှထုတ်ပေးတာမဟုတ်ပါဘူးလောက်ကနေပြီးတော့ဆွဲသုံးတာဖြစ်ပါတယ်ဒါကြောင့်မလို့ current ဒီ vary ဖြစ်နိုင်တယ်ပြောင်းလဲနိုင်ပါတယ်နောက်တစ်ခုကကျတော့ ampere နဲ့ ampere hour နဲ့မတူပါဘူးဒီ ampere ဆိုတာဒီကျွန်တော်တို့ current ရဲ့ unit ဖြစ်ပါတယ်ဒီ ampere hour ဆိုတာဒီကျွန်တော်တို့ battery ရဲ့ capacity ကိုကျွန်တော်တို့ကဖော်ပြတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီ limitation of battery ပေါ့နော် battery တစ်လုံးမှာသူ့ရဲ့ discharge rate ဆိုတာရှိတယ်အဲ့ဒီထက်ပိုပြီးကျွန်တော်တို့ကမသုံးသင့်ဘူးသုံးလို့ရှိရင်ကျွန်တော်တို့ကဒီ battery ပောက်ကွဲတာမျိုးတွေဒါမှမဟုတ်ရှင်လည်းမခံတာမျိုးတွေကျွန်တော်တို့ကဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့က battery တစ်လုံးကိုဝယ်တော့မယ်ဆိုလို့ရှိရင်သူ့ရဲ့ data ရှိဖို့ကျွန်တော်တို့ကအမြဲတမ်းကြည့်တင်တယ်ပေါ့နော်ကိုနဲ့ဘယ် battery ကအများဆုံးတင်တော်လဲဘယ် battery ဘယ် discharge rate နဲ့ကျွန်တော်တို့သုံးမှလဲဆိုတာကို
ကျွန်တော်တို့ကအများအားလေ့လာပြီးမှကျွန်တော်တို့က battery တစ်လုံးကိုဝယ်တင်တယ်ပေါ့နော်ဒါမှသာလည်းကျွန်တော်တို့ကဝယ်လိုက်တဲ့ battery ကကျွန်တော်တို့အတွက်ရေရှည်အတွက်လည်းကောင်းမယ်ဒီကျွန်တော်တို့အတွက်လည်းအငွေပညာဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်မှားပြီးတော့ဝယ်မိတဲ့ခါကျရင်အချိန်တော်တော်နဲ့ပျက်စီးတာမျိုးတွေကြာမခံရတာမျိုးတွေအဲ့လိုမျိုးကျွန်တော်တို့ဖြစ်နိုင်တယ်ပေါ့အဲ့တော့နောက်ပြီးတော့မှဆိုရင်တော့ကျွန်တော်ဒီ battery တစ်လုံးကိုဝယ်ခင်ကျွန်တော်တို့ဘာတွေကိုစစ်ဆေးရမလဲကိုယ့်ရဲ့လိုအပ်ချက်တဲ့ကိုက်ညီတဲ့ battery ကိုဘယ်လိုမျိုးဝယ်ယူရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဆက်တော့မှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အကျိုးတော်ရှိခဲ့မယ်ဆိုရင်တော့ like and subscribe နဲ့နှိုက်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ပြီးတော့မှပြန်တွေ့ကြအောင်ပါ